ကြည့်ရှုလိုက်ပါဒီအာရှစင်တီကြီးရဲ့ခြေထောက်တစ်ချောက်စီးတွေတစိမ့်စိမ့်ကျနေပြီးခေါင်းဘေးကအကြည့်တွေကနေလဲထူးခြားတဲ့အနံ့တက်ရှိတဲ့အရည်တွေထွက်နေပါရဲ့ဒါဟာအသက်30အရွယ်စင်တီကြီးတစ်ကောင်သွေးတက်နေတဲ့အခြေအနေပါပဲတက်စတိုစတီရွန်ဟော်မုန်းတွေအရှိန်အဟုန်နဲ့မြင့်တက်နေတာကြောင့်သူဟာအလွန်ကိုစိတ်လှုပ်ရှားနေပြီးဒေါသလည်းထွက်နေတတ်ပါတယ်သူ့အခုရှာဖွေနေတာကတော့သူ့ရဲ့အချစ်ဖော်ပါပဲဒါပေမဲ့အာရှစင်မာတွေဟာတနစ်မှာ3ချိန်သာမိတ်လိုက်ဖို့အစဉ်သင့်ဖြစ်တာကြောင့်အချိန်ကိုက်ဖို့ကအရန်အရေးကြီးပါတယ်ဒီစင်တီကြီးဟာသူ့ရဲ့နှမောင်းကိုအသုံးပြုပြီးစင်မတွေကိုမိတ်လိုက်ဖို့ဖိတ်ခေါ်နေပေမဲ့ကန်ဆိုးစွာနဲ့ပဲဘယ်စင်မကမှသူ့ရဲ့ဖိတ်ခေါ်မှုကိုလက်မခံခဲ့ပါဘူးကန်ရဲ့တခြားတစ်ဖက်မှာတော့လူပြိုပေါက်စင်တီတကောင်ကပိုပြီးကန်ကောင်းနေပုံရပါတယ်သူဟာမိတ်လိုက်ဖို့အစဉ်သင့်ထိနေတဲ့စင်မတကောင်ကိုရှာတွေ့သွားပါပြီဒါပေမဲ့ကန်ဆိုးတာကစင်မကသူ့ကိုတိတ်ပြီးစိတ်မဝင်စားပါဘူးစင်မတွေဟာများသောအားဖြင့်ခန္ဓာကိုယ်ထွားချိုင်းမှုနဲ့တန်မာမှုအပေါ်မူတည်ပြီးမှအဖော်ကိုရွေးချယ်တတ်ကြတာပါဒီစင်တီလေးကအတင်းအဓမ္မစ조사နေပေမဲ့စင်မကြီးအတွက်တော့သူဟာအကောင်းဆုံးရွေးချယ်မှုမဟုတ်သေးပါဘူးဒီမြက်ခင်းပေမှာအာရှစင်ယာနဲ့ချီစုဝေးနေကြတာကြောင့်စင်မတွေအနေနဲ့စိတ်ကြိုက်ရွေးချယ်ခွင့်ရှိပါတယ်ဒီမှာတင်သူမရဲ့အာယုံစိုက်မှုကိုရဖို့အတွက်တိုက်ပွဲဝင်နေကြတဲ့လူပြိုကြီး15ကောင်ထက်မနည်းရှိနေပါတယ်စင်သီးနှကောင်အကျိတ်အနဲ့တိုက်ခိုက်နေချိန်မှာပဲစင်မကြီးကတော့သူမသဘောကျတဲ့အဖော်ကိုရှာတွေ့သွားပါပြီသူမဟာအမီးကိုလှုပ်ရမ်းပြီးမိတ်လိုက်ထို့စင်သူးကြီးကိုစတင်ဖိတ်ခေါ်လိုက်ပါတယ်တန်ကျိတ်၄တောင်လောက်ရှိတဲ့စင်သီးကြီးအထက်မိတ်လိုက်တဲ့အနေထားကအနှဲငယ်အဆင်မပြေဖြစ်စရာရှိပါတယ်ဒါပေမဲ့မိတ်လိုက်ချင်းပြီးမြောက်ဖို့အတွက်စက္ကန့်30လောက်သာအနေအထားကိုထိန်းထားဖို့လိုအပ်ပါတယ်စင်မတွေဟာမိတ်လိုက်ဖို့အစဉ်သင့်ဖြစ်နေတဲ့အခြေအနေမှာရက်အတော်ကြာရှိနေတဲ့ကြောင့်ဒီစင်သီးကြီးဟာသူမနာကမခွာပဲထက်ခါမိတ်လိုက်ဖို့ကြိုးစားနေအောင်မှာပဲထပ်ပါတယ်